ဗီဇာအတွက်ကောင်းချောက်ဆရာမလိုပဲနဲ့အလဲဘတ်ပတ်စပို့ရှိုံနဲ့သွားလို့ရတဲ့ခရီးစဉ်အသွားပြန်ကို KG ပါတဲ့ဓာတ်ရိုက်လေယာဉ်ကိုပဲအသုံးပြုပေးထားတဲ့ခရီးစဉ်ဘယ်နှခေါက်သွားဘယ်တော့မှမယိုးတဲ့ဗီယက်နမ်၄ညအိမ်9ရက်ခရီးစဉ်ဒါဆိုရင်ဘယ်နေရာတွေကိုလဲပတ်ကြမလဲဗီယက်နမ်အလဲပိုင်းဒါနန်မှာရှိနေတဲ့ရွှေလက်တရာနဲ့ Dragon Bridge ဘနာဟီတာမော်မှာရှိနေတဲ့ပြင်သစ်ရွာနဲ့ပန်းချံကြီးအယောင်သွေးစုံနေနဲ့ရောင်စုံမီကုန်းများကြားကရှေးဟောင်းမြို့လေးဝေအန်းကိုလည်းတွားရောက်လဲပတ်ပြီးဦးမှာဒါနန်ရောက်ပြီဆိုရင်မဖြစ်မနေတွားရောက်လဲပတ်ရမယ်ဒါနန်မြို့မှာရှိနေတဲ့မိခေကန်းကြီးနဲ့တောင်ပေါ်မှာရှိနေတဲ့ကွမ်ရင်ဗုဒ္ဓကိုလည်းတွားရောက်လဲပတ်ပြီးဦးမှာဒါလည်းမကပဲနဲ့ဈေးဝယ်ဖို့အတွက်ဟမ်မားကတ်ကိုလည်းတွားရောက်လဲပတ်ပြီးပါဦးမယ်မြို့တော်ဟန်နွိုင်းမှာရှိနေတဲ့မီရထားလန်လေးအပြင်ဟိုချီမင်းကူပိတ်မန်တို့ကိုလည်းတွားရောက်လဲပတ်ပေးဦးမှာပါ။ဘာလာဆုံးကျွန်းနေစူးစီးထားတဲ့ဟလောင်းပေမှာဆိုလို့ရှိရင်လည်းထုံကြောက်တောင်နေနဲ့ထိုင်ကြောက်ဘူးတွေကိုလည်းခရူစီရင်လဲပတ်ပေးဦးမှာ။မြို့တော်ဟန်နွိုင်းမှာရှိနေတဲ့ Three Okada နဲ့ Aeron Fashion Mall တို့ကိုလည်းတွားရောက်လဲပတ်ပေးဦးမှာပါ။ဒီမျိုးပေါင်းနေရာကျော်ပါဝင်တဲ့ Sandy Ho Buffet အပြင်တခြားသော buffet ပေါင်းများစွာကိုလည်းတက်ခင်းအခန့်ပေးဦးမှာပါ။အဲ့ဒီလူပြည့်ပြည့်စုံတဲ့ VNL ၄ညရင်9ရက်ခီးစဉ်လေးကဆိုရင်တော့အပီးစီကိုမှတအုပ်လိုက်ရင်940 USD ပဲကျတဲ့မှာဖြစ်ပါတယ်ခင်ဗျာ။အဲ့ဒီလိုလူကျန်အများဆုံးရောင်းအားအကောင်းဆုံးဝင်းထွက်ပဲမြန်မာရဲ့ VNL ခီးစဉ်တွေကိုမှစိတ်ဝင်စားတယ်ဆိုလို့ရှိရင်တော့ဝင်းထွက်ပဲမြန်မာရဲ့ Facebook page ဒါမှမဟုတ်ရင်ပုံခေါ်ရေးဖြစ်စီ Viber ကနေဖြစ်စီဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။